โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အရင်တစ်ခေါက်ဗီဒီယိုတော့ဆက်လေးပေါ့နော်ဒီတစ်ခေါက်ကျွန်တော် register အကြောင်းလေးနည်းနည်းလေးပြောပြရအောင်ဒီနေ့လေregister လေးနည်းနည်းလေးပြောပြပါမယ် register အကြောင်းလေး okay ကျွန်တော် register မှာအရာအောင်နေနဲ့7မျိုးရှိရပါတော့တကယ်တမ်းကျတော့ဒီသူ့ရဲ့ခုနံပါတ်လိုက်တော့သူက9ခုလောက်ပဲရှိအောင်ပြဆိုတော့ဒီကောင်ခုလက်ရှိကျွန်တော်ဒီ slide မှာပြထားတဲ့ဥစ္စာတော့သူ့ရဲ့ body ပေါ့နော်9ရောင်ဖြစ်နေမယ်ဒီအောက်ကရောင်က9ရောင်ပါတော့ဒီဘွားရောင်ကတော့အစိမ်းရောင်ဖြစ်နေမယ်ဆိုတော့ဒီနှစ်ခုမှသိရမယ့်ဥစ္စာကဒီကတော့သူကပိုးမှာဖြစ်တယ်ပေါ့အမှားခံနိုင်ရေးပုံများတယ်ဆေးကတော့အမှားခံနိုင်ရေးဆိုတော့ဥစ္စာ okay not cool side okay ဝါဆက်စာကကျတော့အရာပုံများစနေလို့ရှိတယ်ဒါလေးပါဒီမှာတန်းတင်းနေပြရောင်ကစီလို့ကိုပါရဲဆိုတော့ black ရှိမယ် brown ရှိမယ် black ရှိမယ်ဆိုတော့ဒီမှာပေါ့နော်ဒီမှာမြင်ရလား0 1 2 3ဆိုတော့ဒီကုန်းနံပါတ်တွေဟုတ်တယ်ပြီးရင် yellow green ရှိမယ်ဒီ slide ကမြန်သွားလိုက်ပါမယ်ဒီနောက်တစ်ခုကြောက်ဒီအမှားခံနိုင်ပေါ့နော်အမှားခံနိုင်ပြလိုက်ကြအောင်ဆိုတော့ရွှေ့ရအောင်ငွေရအောင်ဒီမှာရွှေရောက plus or minus 10%လောက်ရှိရပေါ့နော်ငွေရောက plus or minus 5%ရှိတယ်ဒါပေမဲ့ဒီမှာတစ်ခုမှတောက်ဆက်ရှိတော့ဆိုတော့ဒီကနေ့ကျတော့ resistor ရဲ့သဘောတရားရပါတော့ဒီတကယ်တမ်းဒီ electronic circuit တွေမှာကျွန်တော်တို့တုံးပြရတဲ့အရာဖြစ်တဲ့အတွက်တော့အခံနိုင်ရေးနေတာကသူတို့ပုံမှာကောင်းတယ်ပေါ့နော်အခံနိုင်နေလေတကယ် electronic circuit တွေမှာသူကဖျက်ချတဲ့ဥစ္စာသိကြပေါ့နော်တစ်ခုခု error ဖြစ်တာတော့တစ်ခုခုဖြစ်တာတော့စသဖြင့်ပေါ့နော်သိကြဖြတ်တောက်ပြရဖြစ်တယ်ဆိုတော့အခံနိုင်နေတဲ့ဥစ္စာကကျတော့တကယ်ကိုကောင်းတော့ပေါ့နော် resistor မှာကျဒါကြောင့်သူ့ရဲ့ဒီပဲဖြစ်ပါတယ်ဆိုတော့သူ့မှာဒီမှာထိုင်ချက်ရှိမှာပေါ့နော်1တိုင်ချက်2တိုင်ချက်3တိုင်ချက်ဘာခံနိုင်စသဖြင့်ပေါ့နော်ကျွန်တော်ဒီမှာသူ့ဘာတကယ်တော့ဒါဘန်းပေါ့နော်ဒါမျိုးအဖြစ်ဒီမှာဘန်းလို့ခေါ်1ဘန်း2ဘန်း3ဘန်း4ဘန်း5ဘန်းပေါ့နော်အဲ့လိုမျိုးရှိတယ်ဒါတော့ဒီကြားလေးကျွန်တော်ဒီဟိုမှာလည်းတော့ရှာပြရတယ်ဒီနားလေးမှာတော့ရှာပြရအောင်ဒီကောင်ကတော့4ဘန်း5%ရှိတယ်5ဘန်း1%ရှိတယ်ဆိုတော့လက်တွေ့မှာကျွန်တော်တို့သုံးနေတဲ့ဒီ register အကြောင်းများတော့ဒီ5ဘန်းသုံးတယ်ဒါဆိုတော့မခံနိုင် plus or minus 1 ရာခိုင်နှုန်းရှိရဖြစ်တဲ့ဒီကောင်ကတကယ် electronic circuit တွေမှာဒါမှမဟုတ် control circuit တွေမှာကျွန်တော်တို့သုံးရတဲ့ resistor တွေအမှကဘုံမှာဒီမခံနိုင်နေတဲ့ဥစ္စာကိုတိတိကျကျအလုပ်လုပ်ရအောင်နော် okay နောက်တစ်ခုကဒါကြောင့် formula ပေါ့နော်ကျွန်တော်တို့ resistor formula ဖြစ်ပါတယ်ကျွန်တော်တို့resistor ဒီမှာထားပါအထောင်လို့ချင်ဆိုရင်ဒီခုနA B into ပေါ့နော်ဒါကြတော့ 10 power 2 plus or minus ဒီဆိုတော့စာကကြတာမသိခင်ဘူးဒါရခိုင်တော့ဆိုတော့ percentage ပေါ့ဆိုတော့အကောင်ဘယ်လိုတွေ့ရလဲဆိုတော့ကျွန်တော်တို့ဥပမာထားပါတော့1 brown က1ဆိုဥပမာ resistor color မှာဒီမှာဆိုresistor color မှာ red ရှိတယ်ဒီပါကိုဆက်ပြီးတော့နော်ဒီအရောင်လေးမှာသူ့ဟာသူကုတ်တွေရှိရအောင်အကုတ်တွေရဲ့နံပါတ်တွေကိုဒီနံပါတ်တွေကိုစားထုတ်ပြရတာပေါ့နော်ဒီမှာအစားထုတ်ပြအောင်တဲ့ A ဆိုရင်ပထမဆုံးကာလာပေါ့ A ဆိုပထမဆုံးကာလာ B ဆိုရင်ဒုတိယကာလာ okay ဒီ A နဲ့ B မှာကကြဒီ formula ရဆို A နဲ့ B မှာဒါမြောက်တာမဟုတ်ဘူးနော်မှာ1ဆိုရင်ဒီ A နဲ့မှာ1ဆိုရင် A နဲ့မှာ1ဆိုရင် B နဲ့မှာက2ဆိုရင်7ဖြစ်သွားတာပေါ့နော်7 into ဟို10 power 2ဆိုတော့တကယ်တမ်းဟိုအမျိုးမှာဆိုတော့ဘယ်လိုဖြစ်1200ပေါ့နော်1200ဒီ plus or minus ကဒီ plus or minus ခံနိုင်ကကြတော့ဒီသူ့ရဲ့ဟိုတော့ကြည့်ရမှာဟုတ်တယ်ကာလာနဲ့နောက်ကိုရကျွန်တော်တို့က9 3တာလား4 3တာလား F1 လေးတိုင်းမှာဒီ plus or minus ရခိုင်
တိုင်းကျတော့လက်တွေ့မှာဒီ5 bank ဆိုတဲ့ဥစ္စာကပုံမှန်အဖခံနိုင်နေတာဟုတ်တယ်ပြပြပုံပေါင်းကြရတယ်ဒီမှာအေးခဏလေးဒီကောင်ကျ A B C into တန်းပေါ်2ပေါ့နော်အဲ့ကောင်ကျတော့ကျွန်တော်တို့ကဒီမှာထားပါတော့ဒီမှာကျကာလာ3မိနစ်လာနေတယ်ဒီ4ဘက်မှာကျကာလာ3မိနစ်လာတယ်ဒီမှာတကယ်ကျတော့ဒီ2ဆိုတဲ့ဥစ္စာနဲ့တကယ်ကျကာလာပေါ့နော်ဒီမှာကာလာဒီကာလာတစ်ခုရှိပြီးကာလာတစ်ခုရှိတယ်တန်းပေါ်2ဆိုတဲ့နံပါတ်2ဆို red ပေါ့နော် red လာခဏတစ်ခုပေါ့နော်ကာလာ3မိနစ်4ဘက်မှာကာလာ3မိနစ်လာတယ်ဒီ5ဘက်မှာကာလာ4မိနစ်လာတာဟုတ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီမှာဓာတ်တူ formula ပါကျွန်တော်တို့မှာregister 1000လို့ကျွန်တော်သား2000လို့ကျွန်တော်သား3000လို့ကျွန်တော်သားဒီ formula နဲ့တွေ့ရတာဟုတ်ပါတယ်ဆိုတော့ဒီ formula နဲ့တွေ့လိုက်တယ်ဆိုရင်ကိုယ်လက်တွေ့မှာလုံးဝခွင့်မှာလိုချင်တဲ့ color ကိုကျွန်တော်တို့ရတာဖြစ်တယ်ဒါပေမဲ့တိုးတော်လည်းဒီကတိုင်းကျတော့လည်းကျွန်တော်တို့အားတော့တိထားရုံလောက်တဲ့တိထားမရဘူးเนาะဒီကလက်တွေ့မှာကျအဲ့လိုပေါ့ကျွန်တော်တို့သုံးသားရှိပြီးသား register တွေကိုကျွန်တော်တို့သွားပြီးမှsample လေးပြမဝယ်လို့လည်းရအောင်နော် sample လေးဒီလို formula နဲ့ကိုယ့်ကိုတွက်တက်တယ်ကိုယ့်ကိုဒီမခံနိုင်ဒီဟိုအရေးဒီရခိုင်နှုန်းလေးကိုယ့်ကိုလောက်တက်တယ်ဆိုတော့အားလုံးကတော့အဆင်ပြေတာပေါ့နော်အဆင်ပြေတာဖြစ်တဲ့အတွက်တော့တကယ်လည်းကိုယ့်ဟာကိုယ်လည်းစဉ်းစားလို့ရတယ်ဒီ sample လေးတော့ဝယ်မှာ order ဆိုင်တော့ပုံကြတာပေါ့နော်အများကြီးတော့မဟုတ်ပါဘူးเนาะကျွန်တော်ဒီလောက်အနေနဲ့ပဲကျွန်တော်ဒီနည်းနည်း share လုပ်ပြတာအများကြီးလေးတိုင်းလေးရဆိုအများကြီးရှိပါတယ်ကျွန်တော်တို့ဆက်စာရဲဘက်မှာသုံးတယ်ဆိုတော့ကျွန်တော်တို့ control circuit တွေမှာသုံးတယ် motor control တွေမှာသုံးတာရှိမယ်ဒါမှမဟုတ်ရင်တချို့ဒီ electronic circuit တွေ electronic circuit ပါအဓိကကျွန်တော်ဒီလိုပဲရှိတာ electronic circuit တွေမှာသုံးတာများတယ်အဲ့လိုပေါ့နော်ပြီးတော့တခြားဒီ MIDI တခြား sound system တွေတခြားဒီ electronic circuit မှာအကုန်လုံးကဒီ register များတော့ဖြစ်သုံးပါ register တွေသုံးဒီမှာခုနကျွန်တော်ပြောချင်တာ 4 by ခုန AV into 10 power 10 power 2ပေါ့နော်ခုနကျွန်တော်ကပြောပြဒါတော့10 power 5ဖြစ်တယ် green က9တယ်နော် green ကဒီမှာအစိမ်းရောင်ကဒီမှာ5ဖြစ်နေတာဖြစ်တဲ့အတွက်သူ့ရဲ့ကုန်းနံပါတ်က5ဖြစ်တာဖြစ်တဲ့ဒီကောင်10 power 5ဖြစ်သွားတာပေါ့နော်တဘောကအဲ့လိုဒီပြောချင်တာကဒီ less color ဆိုတော့10 power တင်လိုက်တာဒီမှာ5ဘက်မှာကျတော့4 color ဖြစ်သွား4 color ဆိုတော့ brown ရယ် black ရယ် black ရယ်ပေါ့နော်ဆိုတော့အဲ့ဒါကြတော့ဒီမှာနော် brown က1ဖြစ်တာဖြစ်တဲ့ red က00ကွာဟုတ်နေနဲ့00ပြင်နောက်ဆုံး color ကျတော့10 power တင်တာကွာ red ဖြစ်တာဖြစ်တဲ့10 power 2တင်တယ် red ကအနီအောင်ကညဆိုတော့10 power တင်လိုက်တာသူရဲ့ဒီ brown ပေါ့နော်ပထမဆုံး brown ရဲ့ဒီမှာတော့ကျင် plus minus 1ရခိုင်တော့လုံးဝအမှားတိကျပါဒီမှာဒီ5ဘန်းမှာဆိုတော့အမှားကလုံးဝတော့အမှားခံနိုင်ရလုံးဝနေတာဖြစ်တဲ့အတွက်သူကတကယ်လက်တွေ့ circuit တွေမှာသုံးများတာများတယ်ဒီမှာကျွန်တော် plus ရဲလို့ဆိုတော့ရဲလို့မဟုတ်ဘူးကိုဆိုတော့ကျွန်တော်တို့ဒီမှာ plus minus 5ရခိုင်တော့ရှိရဖြစ်တဲ့အတွက်ဟိုပါပေါ့နော်အားခံနိုင်ရများလိုက်ခင်မှာဒီမှာကျတော့ဟိုနဲ့ circuit ကြီးမားတွေမှာကျတော့ကောင်းဟိုတခုခု error ဖြစ်လာရင်သူကဖျက်ချပေးတာနေတာပါတော့ဖြစ်တယ်ပေါ့โอเคဒီနေ့ကဒီလောက်ပါပဲကျွန်တော်အဓိကတော့ဒီ register ကျွန်တော်တို့သုံးတဲ့ခါ5ဘန်းပုံမှန်ကောင်းတာဖြစ်ပါတယ်အချက်လေးကြည့်အောင်ဖြစ်တယ် register တော့အများသောအားဖြင့် electronic circuit တွေမှာသုံးတဲ့ control circuit တွေမှာသုံးတယ်ဟိုဒီနေ့ကဒီလောက်ပါပဲနောက်ဗီဒီယိုဒီမှာကျွန်တော်ဝေကအကြောင်းတွေတခြား receiver အကြောင်းတွေ time အကြောင်းတွေကျွန်တော်လေ့လာပြီးမှကျွန်တော်ဒီခဲ့တဲ့ဥစ္စာတွေနည်းနည်း share လုပ်ပြီးတော့အားလုံးနားလည်တယ်လို့